2026 ခုနှစ်အတွက်အစိုးရဆုံးဖြစ်လာနိုင်တဲ့အနေအများနံပါတ်1 AI ရဲ့လွှမ်းမိုးမှုနဲ့အလောက်အကိုင်ကျတဲ့2026 ခုနှစ်မှာဉာဏ်ရည်တု AI နည်းပညာဟာယခုတည်းပုံမဆင်းမြင့်လာပြီးတော့လူသားတွေရဲ့အလောက်အကိုင်နေရာအမြောက်အများကိုအစားထိုးဝင်ရောက်လာနိုင်ပါတယ်။ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့ဈေးဝယ်စင်တာတစ်ခုမှာအရင်ကငွေရှင်းမှုအတွက်လူရင်းအားအများပြလိုအပ်ပါတယ်။ဒီနှစ်ပိုင်းမှာတော့ငွေရှင်းစနစ် AI ကင်မရာတွေနဲ့အာရုံခံစနစ်စင်ဆာတွေကြောင့်ဝယ်ယူသူတွေဟာပစ္စည်းကိုဝယ်ယူပြီးရတဲ့ငွေရှင်းကောင်တာမှာတန်းစီစီရမလို့ပဲအလိုလျောက်ငွေဖြတ်တောက်တဲ့စနစ် Jack Wall of Technology ကိုပုံမကျေပြတ်စွာအသုံးပြုလာနိုင်ပွဲရှိပါတယ်။ဒါကြောင့်ငွေကိုင်အလုပ်နေရာကဝန်ထမ်းတွေဘုံပြောက်သွားနိုင်မယ်ရှိပါတယ်။ဒါကိုဖြည့်ရှင်းမှုအတွက်ဆိုရင်တော့ကမ္ဘာစီးပွားရေးဖိုရမ် WEF ရဲ့အဆိုအရ AI ဒီအလုပ်ကိုင်အချို့ကိုပျောက်ကွယ်စေပေမဲ့ AI ကိုကျွမ်းကျင်စွာအသုံးပြုတတ်တဲ့သူတွေအတွက်တော့အလုပ်ကိုင်သစ်တွေကိုဖန်တီးပေးလိမ့်မယ်လို့ဆိုပါတယ်။ဒါကြောင့်မလို့2026ခုနှစ်မှာ AI ကြောင့်အလုပ်ပြုတ်တာမဟုတ်ဘဲနဲ့ AI ကိုအသုံးမပြုတတ်တဲ့အတွက်ကြောင့်အလုပ်လက်မဲ့ဖြစ်လာနိုင်ကြီးပုံများတယ်လို့လေးလာသူတွေကသုံးသပ်ထားပါတယ်။နံပါတ်2 Deepfake နဲ့သတင်းအမှားများ AI သုံးပြီးတော့ဖန်တီးထားတဲ့ရုပ်သံနဲ့အသံတု Deepfake တွေဟာအစစ်နဲ့ခွဲမရနိုင်အောင်ပိုတူလာနိုင်ပါတယ်။နိုင်ငံရေးမတည်ငြိမ်မှုတွေနဲ့လူမှုရေးလိမ်လည်မှုတွေလည်းပုံမများပြားလာနိုင်တဲ့အတွက်ကြောင့်ကြောက်စရာကောင်းလာပါတယ်။နားလည်တဲ့ဥပမာပြောရမယ်ဆိုရင်တော့ကိုချစ်ခင်ရတဲ့မိတ်ဆွေအပေါင်းအသင်းတောင်မဟုတ်မိသားစုဝင်တူကိုမိတ်ဆွေအသွင်ယူပြီးတော့ဝေတောင်းတာမျိုးပါ။ AI နည်းပညာတိုးတက်လာတာနဲ့အမျှလူတယောက်ရဲ့မျက်နှာအမူအရာနဲ့အတန်ကိုပဲတန်တူကူးပြီးတော့ဗီဒီယိုအတူတစ်ခုအစစ်နဲ့ခွဲခြားမရအောင်ဖန်တီးလာနိုင်ပါတယ်မိတ်ဆွေရဲ့အိမ်မှာရှိတဲ့မိဘတွေနဲ့တငယ်ချင်းတွေစီကိုမိတ်ဆွေမျက်နှာအတန်အတိုင်းငါရေးပေါ်အခက်အခဲဖြစ်နေလို့အခုချက်ချင်းငွေလွှဲပေးပါဆိုပြီးတော့ဗီဒီယိုကောခေါ်တာမျိုးတွေဒီလိုလိမ်လည်တာမျိုးတွေဖြစ်ပေါ်လာနိုင်ပါတယ်အတန်ရောရုပ်ပါတူနေတဲ့အတွက်ကြောင့်နည်းပညာနဲ့ရင်းနှီးမှုနည်းပါတဲ့တာမန်လူတွေဖို့ကြတော့အလွန်ကုန်မှပဲအနေများလုံးလာပါတယ်ဒါကြောင့်မလို့ဖုန်းထဲမှာမြင်ရသမျှကိုအစစ်လို့ချက်ချင်းမယုံကြည်ရဖို့နဲ့ငွေကြေးကိစ္စဒါမှမဟုတ်အရေးကြီးကိစ္စတွေရှိမယ်ဆိုရင်လူကိုယ်တိုင်ဒါမှမဟုတ်အခြားနည်းနဲ့တေးကြအောင်အရင်စစ်ဆေးဖို့ပညာရှင်တွေကသတိပေးထားပါတယ်နံပါတ်3စိုက်ဘာတိုက်ခိုက်မှုများနိုင်ငံတော်အဆင့်အခြေခံအဆောက်အအုံတွေဗန်စနစ်တွေနဲ့လျှက်စစ်ဓာတ်အားပေးစက်ရုံတွေကိုပြစ်မှတ်ထားတဲ့စိုက်ဘာစစ်ပွဲတွေပုံမပြင်းထန်လာနိုင်တဲ့အန္တရာယ်လည်းရှိပါတယ်ဥပမာအဖြစ်ဟာကာတွေကဗန်စနစ်ဖုန်းလိုင်းနဲ့အင်တာနက်လိုင်းတွေကိုစိုက်ဘာတိုက်ခိုက်မှုလုပ်လိုက်မယ်ဆိုရင်ဘဏ်ကဒါမှမဟုတ်ဖုန်းငွေပေးချေတဲ့စနစ်တွေအလုံးမလုံးတော့ဘဲနဲ့အခက်အခဲတွေဖြစ်သွားနိုင်ပါတယ်အခြေခံလူတန်းစားတွေအတွက်ကတော့စံစည်းစေဝါဝယ်ယူဖို့အတွက်လက်ထဲမှာငွေသားမရှိဘူးဆိုရင်အခက်အခဲတွေ့နိုင်ပါတယ်ဆက်သွယ်ရေးတာဝါတိုင်းတွေကိုစိုက်ဘာတိုက်ခိုက်မှုပြုလုပ်မယ်ဆိုရင်လည်းပဲဖုန်းလိုင်းတွေသုံးမရတော့တာတွေဖြစ်လာနိုင်ပါတယ်နောက်ဆက်တွဲတဲ့ကိုနီးပညာနားမလဲတဲ့တာမန်ပြည်သူတွေကအစိုးရဆုံးခံစားရနိုင်တဲ့အတွက်ကြောင့်အရေးပေါ်ငွေသားအနှဲငယ်ကိုလက်ထဲမှာအမြဲဆောင်ထားဖို့နဲ့အရေးကြီးတဲ့ဖုန်းနံပါတ်တွေကိုစာအုပ်နဲ့မှတ်သားထားခြင်းဒီ2026ခုနှစ်မှာစိုက်ဘာအန္တရာယ်ကနေပြီးတော့ကာကွယ်ဖို့အတွက်ပြင်ဆင်ထားနိုင်ပါတယ်နံပါတ်4ရာသီဥတုဖောက်ပြန်မှုအစွန်းရောက်ခြင်း2026ခုနှစ်မှာကမ္ဘာအပူဆုံးအမြင့်ဆုံးစံချိန်တင်မဲ့နှစ်တွေကတစ်နှစ်ဖြစ်လာနိုင်ပြီးတော့ပြင်းထန်တဲ့မုန်တိုင်းတွေရေကြီးတာတွေအပူလိုင်းတန်တွေကိုပုံမိုးပြီးတော့ခံစားရနိုင်ပါတယ်တာမန်ရာသီဥတုပြောင်းလဲခြင်းတဲ့ပုံမိုးပြင်းထန်တဲ့ခံမှန်းရလက်တွေထွက်ပေါ်လာနိုင်တဲ့အခြေအနေတွေနဲ့ကြုံတွေ့ရနိုင်တယ်လို့ပညာရှင်တွေကဆိုထားပါတယ်။ရာသီဥတုဖောက်ပြန်တဲ့အတွက်ကြောင့်တောင်သူတွေရဲ့အသီးနှံတွေဆုံးရှုံးပြီးတော့ဆန်စီဆေးစားအခြေခံစားတောက်ကုန်တွေရှားပါမှုကြောင့်ကုန်စည်နှုန်းတွေအဆမတန်မြင့်တက်တာတွေကိုခံစားရနိုင်ပါတယ်။2026ခုနှစ်ကကမ္ဘာအပူဆုံးနှစ်တွေကတစ်နှစ်ဖြစ်လာနိုင်တဲ့အတွက်ကြောင့်အပြင်ထွက်အလုပ်လုပ်ရတဲ့အခြေခံလုပ်သမားတွေအပူဒဏ်ကြောင့်အမောဖောက်ခြင်းနဲ့ဒီအသက်အန္တရာယ်ဖြစ်စေနိုင်တဲ့အပူလိုင်းတွေကိုပုံမကြုံတွေ့နိုင်ရပါတယ်။မိုးရွာရင်လည်းပဲတာမန်မဟုတ်ပဲတခါတည်းပြင်းထန်တဲ့မုန်တိုင်းတွေနဲ့ရေကြီးမှုတွေဖြစ်ပေါ်လာနိုင်ပါတယ်။ခိုင်မာစောက်ထားနိုင်ခြင်းမရှိတဲ့အခြေခံလူတန်းစားတွေရဲ့နေအိမ်နေရာဆိုရင်ရေဘေးလေဘေးတံကိုအဆိုးဆုံးခံစားနိုင်ပါတယ်။ရာသီဥတုဖောက်ပြန်မှုဟာလူတွေရဲ့ထမင်းဟိုးနဲ့အသက်အန္တရာယ်ကိုချိန်ချောက်လာပြီးနှစ်ဖြစ်တယ်လို့ပညာရှင်တွေကဆိုထားပါတယ်။နံပါတ်5ကိုယ်ရေးကိုယ်ရာအချက်လက်လုံခြုံမှုမရှိခြင်းနည်းပညာကုမ္ပဏီရဲ့စောင့်ကြည့်မှု data ဆူတောင်းမှုတွေကြောင့်လူသားတို့ရဲ့ကိုယ်ရေးကိုယ်ရာလွတ်လပ်ခွင့် privacy တွေစိုးရိမ်ရနိုင်ပါတယ်။ဆိုလိုတာကတော့လူချမ်းသာသို့မဟုတ်နာမည်ကြီးတွေကြုံရမယ့်ပြဿနာမဟုတ်ဘဲနဲ့အခြေခံလူတန်းစားတွေရဲ့စားဝတ်နေရေးနဲ့လွတ်လပ်ခွင့်ကိုပါထိခိုက်လာနိုင်တဲ့အခြေအနေဖြစ်ပါတယ်မိတ်ဆွေရဲ့ဖုန်းကမိတ်ဆွေရဲ့အကြောင်းမိတ်ဆွေတဲ့ပိုသိနေပြီးတော့မိတ်ဆွေကိုထိန်းချုပ်လာနိုင်ခြင်းမျိုးပါအလောက်ကရွေးချယ်တဲ့နေရာမှာလည်းပဲထိခိုက်လာနိုင်ပါတယ်ဥပမာအနေနဲ့ပြောရမယ်ဆိုရင်တော့မိတ်ဆွေကအလုပ်တစ်ခုလျှောက်ထားရဲဆိုရင်အလုပ်ရှင်တွေကလူတွေစစ်ဆေးအောင်နေမကဘဲနဲ့ AI စနစ်ကိုသုံးပြီးတော့မိတ်ဆွေရဲ့လူမှုကွန်ရက် Facebook TikTok အသုံးပြုမှုပုံစံမိတ်ဆွေအသွားအလာများတဲ့နေရာနဲ့မိတ်ဆွေရဲ့စိတ်နေစိတ်ထားကိုပါအချက်လက်တွေကနေတစ်ဆင့်ကြိုတင်စစ်ဆေးပါလိမ့်မယ်မိတ်ဆွေမရည်ရွယ်ဘဲနဲ့တင်ထားမိတဲ့အချက်လက်တစ်ခုကြောင့်အလုပ်ကိုင်းခွင့်ရလန်းဆုံးရှုံးသွားနိုင်ပါတယ်
မိတ်ဆွေဖုန်းတွေကအချက်လက်တွေကိုကြည့်ပြီးတော့မိတ်ဆွေကဘယ်နေရာတွေမှာနေထိုင်နေဘယ်ဖုန်းမျိုးသားကိုသုံးတယ်ငွေဘယ်လောက်သုံးနိုင်နေဆိုတာကိုကုမ္ပဏီတွေကသိရှိနေနိုင်ပါတယ်အဲ့ဒီအခါကျရင် online ကနေပစ္စည်းတစ်ခုခုဝယ်မယ်ဆိုရင်ပဲဖြစ်ဖြစ်ကားငါစီရင်ပဲဖြစ်ဖြစ်အခြားသူတွေထက်ဈေးပိုတောင်းတဲ့အခြေအနေမျိုးကိုမတိမတာခံစားရနိုင်ပါတယ်2026ခုနှစ်မှာတော့အချက်လက် data တွေကငွေလိုပဲတန်ဖိုးရှိလာမှာဖြစ်ပါတယ်မိတ်ဆွေရဲ့အမည်ဖုန်းနံပါတ်နေရာလိပ်စာနဲ့နေ့စဉ်လှုပ်ရှားမှုတွေကိုအလွယ်တကူသူများကိုပေးလိုက်ခြင်းရဆိုရင်ကိုယ့်ရဲ့အခွင့်အရေးတွေကိုသူတစ်ပါးရဲ့လက်ထဲကိုထိုးအပ်လိုက်တဲ့နဲ့အတူတူပဲလို့ပညာရှင်တွေကဆိုထားပါတယ်ဒီအချက်လက်တွေကကမ္ဘာထိပ်သီးစီးပွားရေးပညာရှင်တွေနဲ့ဤပညာဆိုင်ရာလေးလာစောင့်ကြည့်ရေးအဖွဲ့အစည်းတွေက2026ခုနှစ်အတွက်ထုတ်ပြန်ထားသော Global Risk Report 2026ကမ္ဘာလုံးဆိုင်ရာ NASC ခန်းစာမှာပါရှိတဲ့အချက်လက်တွေပဲဖြစ်ပါတယ်